နီးပြအာမိုရင်ကို Manchester United ထုတ်ပေးလိုက်ပါပြီ။ဒီနေ့မှာတော့ Man U ပရိသတ်တွေအတွက်သတင်းကောင်းဖြစ်တဲ့ Manchester United နီးပြဥပင်အာမိုရင်ကိုရာထူးကနေထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ပိုတီဂီနီးပြအာမိုရင်ကို14လအကြာမှာ Manchester United အသင်းကနေထုတ်ပေးလိုက်တာဖြစ်ပြီးလက်တလောနီးပြတဲ့အဖြစ်ဘသူ့ကိုခန့်မဲ့ဆိုတာမသိရသေးပေမဲ့လာမယ့်ဗိုလ်တူဟူးနဲ့ Burnley ပွဲအတွက် Drum Fletcher ကအသင်းကိုယာယီကင်တီသွားမှာဖြစ်ပါတယ်။ United နီးပြအာမိုရင်ထုတ်ပေးခံရမှုဟာအသင်းကောင်းဆောင်ပိုင်းရဲ့အာဏာပြမှုနောက်ွယ်ကအခြေအတေးဖြစ်မှုတွေကြောင့်မဟုတ်ပဲဒီရတီအာမိုရင်ရဲ့တိုးတက်လာမှုတိတိတသားမရှိနေတာကြောင့်သာထုတ်ပေးခံရတယ်လို့ဆိုပါရယ်အသင်းဖက်ကဒီရတီအဆင့်6ရမှာဖြစ်မယ်လို့မျှော်လင့်ထားပြီးလက်ရှိလူစင်းကဒါကိုဖြည့်ဆည်းနိုင်တယ်လို့ယုံကြည်သည့်တိုင်နီးပြနေရပြောင်းမရတော့မယ်လို့ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါရယ်လက်ရှိမှာနီးပြတိရှာဖွေမှုနဲ့အပြောင်းအရှိဈေးကမှာကစားသမားတိခံယူမှုတွေကိုခရစ်စတိုဖာဘီကပဲအဓိကတာဝန်ယူသွားတော့မှာဖြစ်ပါရယ်ဘီနီးပြပေးလာမန်နေဂျာဆိုတဲ့ယာထူးကိုရမှာမဟုတ်ပဲနီးပြချုပ် head coach ဆိုတဲ့ယာထူးကိုခန့်မှာဖြစ်ပြီး United ထိပ်တီးပိုင်းအထက်မှာဘသူမှကစားသမားတိခေါ်ယူဖို့ဆုံးဖြတ်ခွင့်ပေးမှာမဟုတ်တော့ပါဘူးဒီတော့နောက်ထပ် Manchester United နီးပြကဘသူဖြစ်မလဲထင်လဲကိုမက်လီမှာပရိသတ်တွေအနေနဲ့မန်းခဲ့ပေးပါအောင်နော်အားလုံးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ရှိပါရခင်ဗျာ